မှာကျတော့ဒီမှာမြင်တော့တို့ကမှဆေးတင်နေဟိုဆေးလေးတာတို့မှတ်ထားတယ်နောက်တော့တင်ဆေးလေးတာတို့သူမှတ်နေသူ့လိုတင်ကြတော့ဒါများတော့ဖြစ်တော့ဒီလိုပဲလက်ခံလိုက်တာပေါ့အဲ့တော့အဲ့ကားတွေကဘယ်လိုကားတွေနဲ့လာလဲအဲ့ဟာအဓိကတော့ကန်တာကားတွေများတယ်ညလာကားနဲ့ပဲလားသူတို့ကအထုပ်တွေနဲ့လာလားအိတ်တွေနဲ့လာလားအိတ်နဲ့လာတာဟုတ်အိတ်တွေကအရွက်ညွန့်တွေပဲပါလားဘာတွေပါသေးတယ်အယိုးတွေရောပါလားဟုတ်အရွက်ညွန့်တွေပဲပါတာအရွက်ညွန့်တွေပဲပါတယ်လက်ဖက်ကိုတတ်မှတ်ထားဥစ္စာဒီမှာသူတတ်မှတ်တဲ့အရေးကြီးပါအောင်ဒီမှာတတ်မှတ်ထားတယ်ဘာလက်ဖက်မှာရေးမပါဘူးလက်ဖက်သီးများမပါဘူးအရွက်ကျန်းအယိုးနဲ့အကိုင်းများမပါဘူးလက်ဖက်မဟုတ်တော့အသီးရွက်များမပါဘူးကြောက်ခဲတန်ကြောင်အစားရှိတော့မသက်ဆိုင်သည့်ပစ္စည်းများမပါဘူးအဲ့ဒါမပါဘူးဆိုတော့ဘယ်သူစစ်လဲအဲ့ဒါဘယ်စစ်ဒီမှာစစ်တယ်ဒီမှာထည့်လိုက်ရင်သူ့အတူပေါ်တယ်ပေါ်တယ်ဟာလားပေါ်တယ်ဟုတ်ပြီအဲ့ဟာထည့်လိုက်ဆိုအရွက်ကျန်းတယ်မကျန်းဘူးနောက်ပြီးတန်ကြောင်မပေါ်တယ်သူ့အတူဒီမှာသူ့ product ကတော့အစင်းစင်းလောက်သွားပဲသူ့အတူအစင်းစင်းတွေ့ဘူးတိပေါ်တယ်ဟာလားဟုတ်ပြီဒီမှာတခါပါသွားရင်ထောင်းနောက်ဒါကျွန်တော်လက်ခံနေခံတယ်နော်ဟုတ်ပြီလက်ခံတယ်ဒါကြတော့စိတ်အောင်လိုက်အေးစိတ်အောင်ကောင်းရဟမ်စိတ်အောင်ကားရှိရဟာကောင်းဒါနဲ့ဥပမာဒီရဲ့တက်တယ်ဒီကောင်တော့ဥပမာဒီဖက်ကျွန်တော်ရှင်းပြလိုက်ဟုတ်နော်တက်လာပြီတော့လုံးဒါဒီနေရာကဘာလောက်တာလဲဒီပထမဆုံးဆက်ကဟိုဘက်ကလာခဲ့ရမှာဘာတမ်းနေကြဟမ်ဟုတ်မလို့ဒါဟိုလာမရှင်းမို့ဒါပထမဆုံးဥပမာပါလာတဲ့ကြီးစူတာတို့ပြူတာတို့ပြူလို့ဆိုဒါကျွန်တော်တို့ကဒီနဲ့မဟုတ်တာဒီအထောက်ခံတာပေါ့ဒါပထမဆင့်ပေါ့ငါကူလာခံပေါ့ကူလာမရှင်းအဲ့တော့သူကဝင်တာနဲ့ချက်ချင်းမှုတ်ပြီး၆ခံတာနော်ဟိုခဏလည်းသူကဒီမှာတစ်ဆင့်ကတော့သူ့ဟိုပါသူကရူလာနဲ့သူ့သွားမယ်သွားမယ်ကျသူပါနည်းနည်းတော့အချောက်ခံပေါ့ဒီဟိုရူလာအချောက်ခံဥစ္စာကျွန်တော်3ဆင့်ကိုကျွန်တော်ဖြတ်ထားတယ်ဒါဖမ်းမှာဆုံးဆင့်ပေါ့ဟုတ်ကဲ့ရှင်းပါဟုတ်ရေးဥစ္စာကိုသူကဒီထဲမှုပြောအေးအောင်ဥမာအရွက်ထူတယ်ဆိုရင်အရွက်ထူတယ်ဆိုရင်ဒီနဲ့မုတ်တဲ့အတွက်နည်းနည်း၆သွားမယ်နည်း၆သွားရင်နော်ဒီစက်ကျတော့ဒီလိုမရှင်းပါပဲနော်ဟုတ်ဒီဆက်ကဘာလောက်တာလဲဖြတ်လာတဲ့ဥစ္စာတွေကိုဒီမှာတိတ်မချောက်တော့ဆိုလို့ဒီမှာနောက်တယ်ဒီမှာ air fan 3လုံးနဲ့လေနဲ့ပဲထပ်မဟုတ်တာပဲလေနဲ့ထပ်လေကလေဘူးလားလေအေးလားလေအေးပဲလေအေးနဲ့ထပ်မဟုတ်တော့သူက6သွားမှာကို6သွားမယ်ကို6သွားမယ်ကို6သွားမယ်အဲ့ဒါဒီကနေဟိုဆင်းတော့အောင်ပေါ့နော်အဲ့ဒါဒီမှာကျွန်တော်ဟိုဒီမှာရူလာနဲ့ကျွန်တော်ဒီမှာအဲ့ဒါနေဖြတ်လာတော့ဆိုရူလာနဲ့ဒီလိုပြင်မယ်ပြင်ပြီးတော့ဒီကောင်တော့ဟိုဆက်တယ်ဒါကဘာလောက်တာလဲ CBW ပေါ့ CBW ဒီကောင်ကြတော့ကျွန်တော်ကြတော့အမှ6ခံနဲ့6ခံနဲ့ရလာဥစ္စာကိုဒီမှာကိုကျွန်တော်တို့ဒီကူနဲ့ဟိုပါဘွိုင်လာနဲ့ဘွိုင်လာနဲ့ကျွန်တော်ဒီကူနဲ့လေဘူးနဲ့မှုတ်တယ်ဒီကူနဲ့ထုတ်တယ်ဒီကောင်3ထပ်ရှိတယ်ဩဟုတ်ပြီသူကဒီကူနဲ့ထပ်မှုတ်တယ်ဒီကူနဲ့မှုတ်ပြီးလေကူနဲ့မို့ပြီးဒီမှာ3ထပ်ဆိုတော့ဒီမှာလဲသူ့ကြာရှည်တဲ့နိုင်လဲသူ့ဒီမှာထားရတာရှိတယ်ဟုတ်လေကူနဲ့မို့ပြီးတော့ကျွန်တော်လေကူနဲ့မို့ပြီးတော့ပို့ပြီးတော့နွားတော့မချောက်သေးဘူးနွားရုံပဲရှိသေးရဲ့နွားတော့လေနွားဒီကျွန်တော်ဒီမှာနောက်ဒီမှာ
ဒါလူတာဘင်းဟိုတာဘင်းနေဒီမှာကျွန်တော်ငါးနဲ့ဥစ္စာကိုကျွန်တော်ဒီမှာဒီဗနာနေဒီရုပ်လေးဒီမှာအကျန်းဒီလူတာဘင်းနဲ့ကျွန်တော်ကမှုတ်ကြိတ်လိုက်တယ်အကျန်း သူကမချောက်သေးဘူး မချောက်သေးဘူး တစ်ခါနွမ်းမရှိသေးရဲ့ နွမ်းမရှိသေးဒီမှာကြိတ်လိုက်တယ် ဟုတ်ပြီ ကြိတ်လိုက်ရကြိတ်ပြီးတော့ကြိတ်ပြီးဒီတော့ဒီမှာတော့ဒီမှာ CDB ပေါ့ CDB ပေါ့ CDB ဆိုတာကျွန်တော်တို့အဆင့်၄ဆင့်နဲ့ကျွန်တော်လုပ်ထားတယ် ဟုတ် ပထမနည်းနည်းအကျန်းကြိတ်တယ်ပြီးဒုတိယနည်းနည်းဟိုနူးအောင်ပြန်ကြိတ်တယ် ဒီကြိတ်လုံးနေနဲ့ကြိတ်တာနော် ကြိတ်တုံးနေနဲ့ကြိတ်တယ် ဒီဘောကနေပြုတ်ကျလာလက်ဖက်သားကိုကြိတ်လုံးတစ်ခုတည်းတစ်ဆင့်ကြိတ်တယ် ဟိုဒါနည်းနည်းကျန်းတာပေါ့ ဟုတ် ကျန်းနေပြီးဒီမှာကျတော့နည်းနည်းနုမယ် ဟုတ် ဒီမှာဟိုနုတယ်ဒီမှာတော့ပူတော့ညက်တော့ပေါ့ ဘာဖြစ်လို့ဒီဟာကြီးကပါနေရလဲ ဒါကျတော့ကျွန်တော်တို့ကျတော့ဟုတ်ပါပေါ့ကျွန်တော်တို့ဒီမှာချလိုက်ပြီဆိုရင်သူ့ဟိုဒီအဆင့်ကိုကြော်လို့ရတယ် ကြိတ်တဲ့ဟာကိုကြော်တာ မကြော်တော့မဟုတ်ဒါကျတော့ဘာလို့ဆိုတော့ကျွန်တော်ထွက်တဲ့ဥစ္စာကိုတချို့ဥစ္စာတော့ဒီဒါရူတာပါပဲရူတာပါပဲအကုန်လုံးကသူ့အတူကြိတ်တယ်ပြီးရင်သူ့အတူပြန်ကြတယ်သူ့အတူသွားကြရှိသွားတာပေါ့ ဟိုဘက်ကိုအများကြီးမထွက်သွားခြင်းဘူး ဟုတ်လား ဟုတ်ပြီ ဒါတော့၄ဆင့်ကြိတ်တယ် CDC ပေါ့၄ဆင့်ပေါ့ အဲ့ဆိုတိတ်မဆိုးမချောက်တဲ့အချိန်မှာအဓိကကြိတ်နေ ကြိတ်တယ်ပေါ့ဟုတ်ပြီ ကြိတ်ပြီးတော့ဒါကတော့အနုဆုံးနောက်ဆုံးအဆင့်ကြိတ်အောင်စားပေါ့ အဲ့ဒါဟိုလက်ဖက်အဲ့ရွက်ထဲကအယိုးတွေပါအကုန်ကြိတ်ခံနေရတာ ကြိတ်တယ်ပေါ့ ဟုတ်ပြီနောက်ကြိတ်ပြီးနောက်ဒါဒီကောင်ဆက်တော့ပါကျွန်တော်တို့တော့ဒါ CF တော့ကျွန်တော်တို့ဒီမှာတော့ ခတ်တော့ ဒီမှာကြိတ်လာတဲ့ဥစ္စာကို CF ပေါ်ရောက်မယ်ရောက်ပြီးဒီမှာကျွန်တော်တို့အောက်ဆီဂျင်ပေးမယ် အောက်ဆီဂျင်ဆိုတာ အောက်ဆီဂျင်လေပဲမလားလေလားအောက်ဆီဂျင် O2 ပေးရလေပဲမဟုတ်တာ ဒီပဲမဟုတ်လား အပူလားအေးလား ဒါမဲ့သူကဘယ်လိုဆိုကိုယ့်အနေထွက်လာဥစ္စာသူကဒီပေါ်ရောက်နေသူကအရင်တော့အစိမ်းရောင်ကနေညီယူရောင်ဖြစ်သွားတယ်အကြောင်ပြောင်းတယ်ပေါ့ဟမ် 发门那些人， ဒီမှာလား 多少发门？分嘞。ဖိုင်နယ်ပေးထားဟောဒီမှာသူကအကြောင်ပြောင်းတယ်ပေါ့ ဟုတ်ပြီ အဲ့ဒီမှာဥမာဘိုးကကြိတ်လာတဲ့အစိမ်းရောင်ရောက်တယ်ဆိုဒီပေါ်ရောက်ပြီဆိုရင်သူကညီယူအောင်တန်းတယ် လေကအပူလားရိုးရိုးလား လေးအယူယူပဲဒီမှာကျွန်တော်အောက်ဆီဂျင်ဖန်နေတယ်ကျွန်တော်ဆက်တွေအကုန်ရှင်းထားတယ် ဟုတ်ပြီ အဲ့မှာ तू ကအကြောင်ပြောင်းသွားမယ်ဥပမာကျွန်တော်တို့အစိမ်းရောင်ကနေညူရောင်brown color ပေါ့ brown color ဖြစ်သွားတယ်ဒီလိုတက်လာ ဟုတ်ကဲ့ brown color တက်လာပြီးဒီမှာတော့ဒါစဉ်းစားပြီးတော့ကျွန်တော်ကျတော့ဒီမှာတော့ဟိုမှာသူ့ရဲ့မရှာပေါ့မရှာဘယ်လောက်ရှိရမလဲဘယ်လောက်မရှာတအားဆူနေလားတအားကြီး6နေလားပြုလာဒီမှာတိုင်းနေလို့ရပေါ့ဒီမရှာဟိုမှာတစ်ခုရှိရဟိုဖတ်တဲ့တစ်ခုရှိဒီမှာတစ်ခုရှိရအဲ့ဟာမရှာလေးလေတိုင်းလို့ရမရှာနဲ့တိုင်းတော့သူ့သူ့ရဲ့မရှာလေး ကိုလိုချင်တဲ့မိုင်းဖြော control လုပ်လို့ရတယ် ဥမာဒီမရှာရေဓာတ်အားများတယ်ပြုတယ်ဆိုရင်ဟိုမှာကြောက်ကြမယ် အဲ့ဒါမဖြစ်ချင်တော့ မရှာဖြစ်တယ်ပေါ့ အဲ့တော့အခုထိကလက်ဖက်ကလုံးဝမချောက်သေးဘူးစိုးထားနိုင်မှရှိသေးရဲ့ ဒါကျွန်တော်တို့green tea မဖြစ်သေးဘူးပေါ့ green tea မဖြစ်သေးဘူး ကျွန်တော်အကျန်းကြောင်အဆင့်လားအကျန်းကြောင်နဲ့တူလား အကျန်းချောင်းတော့မတူဘူး အကျန်းကြောင်နဲ့မတူဘူး ဒါအချင်းချောင်း အကျန်း ဒါအချင်းချောင်းဥမာဒါကြောင့်ဝယ်တာကျွန်တော်ဝယ်ရအောင်တို့ရအောင်ကျွန်တော် ဒါမှတကယ် dry လုပ်ပြီနော် dry ဒါလုံးဝ6ခါနေ ဟုတ်ပြီဒီကောင် fluid bed dryer ကြီး ဒီ dryer ကိုကျွန်တော်တို့ကအကုန်လုံးကိုကျွန်တော်တို့ကလုံးတယ်6ခါလိုက်မယ် ဟုတ်ကဲ့ ဒီ dryer နဲ့ထည့်ပြီးဆိုရင်လုံးဝကို
green tea ဖြစ်သွားပြီအဲ့ဒါဟိုဘချမ်းထွက်လာအညိုထွက်တာလားဘာအောင်ထွက်လဲ အညူအောင်ဖြစ် အညိုအောင်ပဲထွက်တာ ကတည်းကဟိုကလှုပ်ထားတယ် ဟုတ် အညူအောင်တန်းအောင် အညိုအောင်တန်းအောင်လုပ်တာ ထားပြီးဒီမှာရောက်ရင်ဟိုနည်းနည်းစူစူထိုင်းထိုင်းနေနဲ့ဒီရောက်မယ် ဟုတ်ပြီ ဒီရောက်ပြီးကျွန်တော်တို့ကြတော့ဒီမှာ dryer နဲ့လီပူနဲ့ဟိုဟာကျွန်တော် dryer နဲ့လာတဲ့လီပူနဲ့ မှုတ်ထည့်ရတယ် မုတ်ထဲဆိုတော့သူက6မယ်6ပြီးသူက6ပြီးဒီမှာ6မ6ဆိုဒီမှာငွေချလေးပြန်စမ်းပြီးဒီမှာသူ့ automatic သူ့အတူဆင်းလို့ရတယ် ဟုတ်ပြီ လူနဲ့တော်ကောင်း6မ6ဆိုဟိုဟာ ကြည့်လို့လည်းရ ကြည့်လို့ရစမ်းလို့လည်းရ ဟုတ် ဒါဖိုက်ဘာအစ်စတာပေါ့ ဟမ် ဆိုတာကျွန်တော်တို့ပါပေါ့ဥမာအရွက်ယူတွေပါတယ်သူ့တွေအကျန်းဆိုရင်ကျွန်တော်ကဒီမှာသူ့စကားနဲ့သူ့အတူဒီမှာကြာလာတယ် ဟုတ် စကားကြာလိုက်တယ်ကောင်းတဲ့ဥစ္စာတွေကျတော့ အကောင်းဆုံးအမှုန့်ဖြစ်ဆုံးအကောင်းဆုံး အမုတ်ဖြစ်အကောင်းဆုံးပေါ့အမုတ်ဖြစ်တော့ဒီမှာသူ့ဖိုက်ဘာအစ်စတာနဲ့သူ့အတူဟိုဒီကျွန်တော် delete ဒုံးလေးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ပတ်ပြီးတော့ကြာတဲ့ဥစ္စာသူ့ကိုဒီမှာပြန်ကြာမယ်။ကောင်းတဲ့ဥစ္စာကဒီမှာကျွန်တော်က grade 1အကောင်းဆုံး2 3 4ဒါကျွန်တော်တို့ပြန်ပြီးတော့ခွဲခြားတာပေါ့။ အော်ဟုတ်ပြီ ဒီစကားနဲ့ပဲပြန်ခွဲခြားတာပေါ့နော်။ဥပမာဒါက grade 1အကောင်းဆုံးအပေါ်ကကြာတဲ့ဥစ္စာအမှုဆုံးဥစ္စာအရောက်ပဲဒုတိယမှာဟိုမက်ဆေ့ချ်မတူတော့ဘူးလေအပေါ်နဲ့အောင်နေတွင်းလားအောင်ကလက်ဖက်ရိုးကအောက်မှာထွက်ချလာပါ ဒါအကျန်းတော်တော့ဖိုက်ဘာဖြစ်သွားတော့ရောက်ပြီးဆိုပြီးကျွန်တော်ဒါစကူရင်းပေါ့ဒီဘေးကဘာကြီးလဲကိုခွန်ဒါကြီးက ဒီကောင်ကျတော့ဥပမာကျွန်တော်တို့အကျန်းထွက်လာဥစ္စာတော့ကျွန်တော်တို့ပြန်ပြီးတော့ဥပမာအချောတအားများနေပြုလာပြန်စကားပြန်ခါရင်လေကြတာပေါ့ဘလို့လဲအချောတအားများရဲဆိုဥပမာအခုကျွန်တော်တို့ဖိုက်ဘာနေထွက်လာတဲ့ခါရှိတယ်ထွက်လာတဲ့ခါရှိတဲ့ဥစ္စာကိုဥပမာကျွန်တော်တို့ဒီအကျန်းဟိုအချောတအားဟိုပထမတစ်ဆင့်ခါတာမှာအများကြီးထွက်လာပြီဆိုကိုတို့ကဒီမှာထပ်ပြီးတန့်စင်တယ်ဒီမှာထပ်ပြီးတော့တန့်စင်တော့အချောပူရတာဗောနားလည်ပြီဟုတ်ပြီနော်ဒါဒီဆက်ကတော့ဒါအချောပူရတယ်နောက်ပြီးဒါကျွန်တော်ခဏဒါစူးလေးပေါ့ဟောကျွန်တော်တို့ခဏ grade 1 2 3ဟိုမှာ grade 1 2 3ထွက်လာတော့ဆိုတာဒီမှာကျွန်တော်ပို့တော့ထားတယ်ပြီးကျွန်တော်တို့ကတကယ်လို့ပါကီမစ်နဲ့ထုတ်မယ်ဆိုဒီပါကီမစ်နဲ့တခါလေးထည့်ပဲမထုတ်ဆိုကျွန်တော်20 kg 8နဲ့ထည့်တယ်ဆိုလေကျွန်တော်20 kg နဲ့ဒီမှာဒါလေးတန်းထည့်ရအဲ့တော့အကိုက grade 1ကိုတန်းပြီးတော့ထုတ်တာလား grade 1နဲ့ grade 2ကိုရောပြီးထုတ်တာလားအဲ့လိုရှိသေးလားမရှိဘူးဗျဟိုသူကခဏတူလားရှင်းမိတယ်သူခဏကျွန်တော်ပြတယ်ဟိုသူ့အပေါက်ရှိပြီးတိုင်းသူဟိုဒါလည်းရှိပြီးတိုင်းဟုတ်ကျွန်တော်ပြောတာနောက်ဆုံး final packaging လုပ်တယ်ဆို grade 1နေပဲတမျိုးထုတ်တာ grade 1နေပဲရွှေဖီဦး1ဆိုပြီးထွက်တာလားပြီးရင်ရွှေဖီဦး2ဆိုပြီးတော့ grade 2တွေပဲထုတ်တာလား grade 1 grade 2 grade 3ကိုသူ့အချိုးစားနဲ့ရောပြီးတော့ရွှေဖီဦးပဲထုတ်တာလားမဟုတ်ကျွန်တော်တို့က grade 1ဆို grade 1 grade 2ဆို grade 2 grade 3ဆို grade 3 grade 4ဆို grade 4ဒီလိုပဲထုတ်ပေးတယ်များသောအားဖြင့်ခုလောဆယ်ရွှေဖီဦးကိုပို့တာကျွန်တော်တို့ခုလတ်တော့ကတော့ဟိုဟာဒီ3 4ရဲ့ fiber ရဲ့ပို့ရfiber အဲ့ကိုရွှေဖီဦးကိုပို့တယ်1 2ဆိုတော့ကျွန်တော်တို့ကဒီပါကင်မရှင်နဲ့ကျွန်တော်ပြန်လုပ်တာဒီလိုပါကင်8နဲ့ကျွန်တော်ပြန်ထုတ်တယ်ပါကင်နဲ့ထုတ်လိုက်ပြီးတော့ရောင်းတာအတူတူပဲလား grade 1ကိုလည်းဒီဈေးနဲ့ပဲရောင်းတာ grade 2လည်းဒီဈေးပဲလားဈေးနှုန်းနဲ့နည်းနည်းတော့ကွာဟုတ်လားဟုတ်ပြီနည်းနည်းပဲကွာသူ့ grade ရဲ့ကွာဒီမှာ multi head check grading machine ရှိတယ်မှာဒီကဘယ် site တွေထုတ်လို့ရလဲကျွန်တော်ကဟိုပါပေါ့ဒီမှာ350 gram ထုတ်လို့ရတယ်ပြီး650 gram ထုတ်လို့ရတယ်ဥပမာ grade 1ဆိုရင်ကျွန်တော်က
ဟိုပါ ဒီမှာခွဲထားသေးလား grade 1 2 အေးတူခွဲထားတယ်ဟောဥပမာ grade 1ဆိုရင်ကျွန်တော်တို့က350ဂရမ် ထုတ်တယ် ဟိုက900ဂရမ်ထုတ်တယ်350ဂရမ်ထုတ်တယ်နော်950ဂရမ်ထုတ်တယ်နော်အဲ့1 2ကတူပဲအတူရဲ့ weight ကဝင်ဆက်တဲ့ 8ကတော့တူတယ်နောက်ကြတော့အဲ grade 3ရဲ့ grade 4ကျတော့သူကနည်းနည်းပွားတယ်အတွက်သူကနည်းနည်းရော့ပါ150ရယ်300ရယ်650အဲ့လိုပြန်ခွဲထားတယ်ဘာလို့ဆိုတော့သူနားဖိတ်မတူတော့ဘူးလေဟိုမှာဟို grade 1 2ကျတော့သူကအမုံများဟိုပါအနစ်များတော့တီးတီးလေးနဲ့အလေးရှင်ရှိတယ်နောက်ကြတော့3ရယ်4ရယ်ကျတော့သူကြတော့ဟိုမဖြစ်တော့ဘူးဘာလို့ဆိုတော့3ရယ်4ကျတော့သူကပွားတယ်ပွားတဲ့အတွက်ဒီ8နဲ့ကတော့မဆန့်တော့အဲ့ကြောင့်အလေးရှင်ကတစ်မျိုးဖြစ်တယ်1 2ကတူတယ်3 4ကတူတယ်အဲ့လိုပေါ့ဗျာ အခုဒီထွက်တဲ့ပစ္စည်းကတူလောင်တာဒီမှာတူလောင်တာ ထွက်တဲ့ပစ္စည်းကိုကျွန်တော်တို့ကဒီမှာ parking ဒီဆက်ကြီးကဘာဆက်ကြီးတယ်ဟိုမှာတစ်လုံးရောက်နေ ဒါကကျွန်တော်တို့ကလောင်စာတော့ ။ဩလောင်စာတော့ထုတ်တဲ့ဆက် ထပ်ဆောက်ဖို့ ထပ်ဆောက်ဖို့ဩဟုတ်ပြီ နားတော့ခုကတည်းက parking machine တွေဒီ parking တွေအကုန်လုံးတန်းပိတ်လို့ရတယ်